အသက်တွေဒါတည့်ရပြီးတည့်ရကြီးလာပြီမဲ့အခုချိန်ထိဘာလို့မှမသိပဲလမ်းပြောင်းနေတယ်လို့ခံစားနေရလားဒါကကိုတယောက်တည်းမဟုတ်ပါဘူးဒီလိုဝေခွဲမရမှုတွေအတွက်ဂျပန်လူမျိုးတွေမှာအဖြစ်တစ်ခုရှိပါတယ်အဲ့ဒါကို Ikigai လို့ခေါ်ပါတယ် Hello I'm Ella welcome back to my channel Ikigai ဆိုတာဘာလဲ Ikigai ဆိုတာက a reason to be alive a reason to wake up every morning a reason to smile even on bad day a reason to exit that reason is what Japanese call Ikigai Ikigai ဆိုတာက the reason for me ကိုယ့်ရဲ့ရှင်သန်ရခြင်းအဓိပ္ပာယ်လို့ဆိုလိုပါတယ်ကိုယ့်ရဲ့ Ikigai ရှင်သန်ရခြင်းအဓိပ္ပာယ်ကိုဘယ်နေရာမှာတွေ့ကြလဲIkigai ကိုလူတချို့ကသူတို့ရဲ့အလုပ်ထဲမှာတွေ့ကြတယ်တချို့ကအမှုပညာထဲမှာတွေ့ကြတယ်တချို့ကတော့တခြားသူတွေကိုခယူးဆိုင်ပေးရင်းနဲ့တွေ့ကြတယ်တချို့သူတွေကတော့လူတွေကိုကူညီရင်း sharing လုပ်ပေးရင်းနဲ့တွေ့ကြတယ်ဒါပေမဲ့လူတွေအများစုကကိုယ့်ရဲ့ Ikigai ကိုရှောက်ပေးဖို့မေ့နေကြတယ်ဂျပန်နိုင်ငံအိုကီနာဝါမှာဆိုလို့ရှိရင်ဂျပန်လူမျိုးတွေကဒီ Ikigai lifestyle ကိုကျင့်သုံးကြတယ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့အသက်ရှည်ထိနေသွားကြတယ်ဆိုတော့ကိုယ့်ရဲ့ Ikigai ကိုဘယ်လိုရှာဖွေကြမလဲ Number 1 စကေကတော့ discover what you loveကိုချစ်တဲ့အရာကို passionate ဖြစ်တဲ့အရာပါဒါပေမဲ့လူတချို့ကကိုချစ်တဲ့အရာကို passionate ဖြစ်တဲ့အရာဆိုဘာမှမသိဖြစ်တတ်ကြပါတယ်ဒီလိုမေးခွန်းလေးတွေကိုပြန်မေးကြည့်လို့ရပါတယ် What activity make me excited ဘယ်လို activity တွေလုပ်ရတာကကိုစိတ်လှုပ်ရှားစေလဲ What do I enjoy even if I'm tired ကိုပင်ပန်းနေရဆိုရင်တောင်မှဘယ်လိုအရာလေးတွေကိုလုပ်ရတာကျင်းနဲ့လဲသဘောကျလဲ What could I talk about for hours ဘယ်လိုအကြောင်းအရာမျိုးတွေကိုကိုအချိန်အကြာကြီးပြောနိုင်လဲဒီလိုမေးခွန်းလေးတွေကိုပြန်မေးကြည့်လို့ရပါတယ်ဒါကတော့ပထမစကယ်လေးပဲဖြစ်ပါတယ်ဥပမာအားဖြင့်ကိုက makeup ကိုချစ်တာလား content creation တွေလုပ်ရတာကိုသဘောကျလားစာသင်ပေးရတာကိုကြိုက်လားလူတွေကို sharing လုပ်ပေးရတာကြိုက်လားဒီလိုမျိုးလေးတွေဒီမှာစဉ်းစားလို့ရပါတယ် Number 2 စကားလေးကတော့ identify what you are good at ကိုဘယ်လိုနေရာမျိုးတွေမှာတော့လဲကိုယ့်ရဲ့ skill ကိုပင်ကိုတော်နေတဲ့ skill တွေကဘာလဲကိုမေးကြည့်လို့ရပါတယ်ဒါပေမဲ့ဒီနေရာမှာကိုချစ်တယ်ကိုသဘောကျတယ်ဒါပေမဲ့မတော်ဘူးဆိုရင်လေဒါက is okay ဘာဖြစ်လို့လဲဆိုတော့ skill ဆိုတာကကိုလေ့လာရင်လေ့လာတယ်လို့ပို့ပြီးတော့ skill ဆိုတာကတနိုင်ပါတယ်ကိုတငယ်ချင်းတွေကကိုစီကနေပြီးတော့အကူအညီတောင်းတဲ့အရာလေးတွေကိုပတ်ဝန်းကျင်ကလူတွေကမင်းဒီနေရာမှာတော်တယ်လို့ပြောတဲ့အရာလေးတွေဒီလိုမျိုးဟာလေးတွေစဉ်းစားလို့ရပါတယ်ဥမာအားဖြင့်ဆိုလို့ရှိရင်ကိုကဒီရှင်းပြတဲ့နေရာမှာတော်တာလားပြဿနာတွေကိုဖြေရှင်းတဲ့ဒီ problem solving မှာတော်တာလားကိုက creative နဲ့ပတ်သက်တဲ့နေရာတွေမှာတော်တာလားဒီလိုမျိုးလေးတွေစဉ်းစားကြည့်လို့ရပါတယ်Number 3 စကားလေးကတော့ what the world နေကဘာကြီးကဘာကိုလိုအပ်လဲကိုပတ်ဝန်းကျင်ကလူတွေဘာကိုလိုအပ်နေလဲသူတို့အတွက်ဘယ်လိုပြဿနာတွေကိုကဖြေရှင်းပေးနိုင်လဲပြီးတော့ခါကြရင်ကိုကူညီလိုက်လို့သူတို့အတွက်ဘယ်လိုအရာလေးတွေကအဆင်ပြေသွားမလဲဆိုပြီးတော့စဉ်းစားကြည့်လို့ရပါတယ်ဥပမာအဖြစ်ကိုရှင်းပြလိုက်လို့ကို sharing လုပ်ပေးလိုက်တဲ့ကိုရဲ့ experience တွေကသူတို့အတွက်ဘယ်လိုမျိုးအထောက်အကူပြုသွားလဲဘယ်လိုအရာလေးတွေကသူတို့အတွက်အသုံးဝင်လဲဒီလိုမျိုး number 3 စကားလေးမှာစဉ်းစားကြည့်လို့ရပါတယ် Number 4 စကားကတော့ what you can be paid for ဘယ်လိုအရာတွေကနေပြီးတော့ကိုဝင်ငွေရစေရလဲဆိုတော့ဒီပထမစကားဒုတိယစကားကိုစိတ်ဝင်စားတဲ့အရာကိုတော်တဲ့အရာရှိရယ်ပြီးတော့အဲ့ဒီအရာတွေကနေကိုက income ပြန်ရှာမယ်ပြီးတော့လူတွေကိုဒီအရာကနေပဲကူညီမယ်ဆိုလို့ရှိရင်ဒါက Ikigai lifestyle ဖြစ်ပါတယ်ကိုရဲ့ Ikigai ကိုလည်းအဲ့ဒီမေးခွန်းတွေမေးပြီးတော့ဒီစဝိုင်းတွေချိတ်ဆက်ပြီးတော့ရှာဖွေလို့ရပါတယ်ဆိုတော့ Ikigai ဆိုတာကကိုယ့်ရဲ့ love ကိုချစ်တဲ့အရာကိုယ့်ရဲ့ skill ကိုတော်တဲ့အရာ value ကိုကတခြားသူတွေကိုပေးနိုင်တဲ့ value
ပြီးတော့ income ဒါတွေဒီ၄ခုစလဝိုင်း၄ခုစုံတဲ့အရာကို Ikigai lifestyle concept လို့ခေါ်ပါတယ်ဆိုတော့ Ikigai ကဘာဖြစ်လို့အလောက်အရေးကြီးရလဲဘာလို့လဲဆိုတော့ကို့မှာ profession ရှိတယ်ဒါပေမဲ့ကိုမချစ်တဲ့အရာကိုလုပ်နေရတယ်ဆိုရင်ကိုကနေရာတစ်ခုရောက်တဲ့အောင်မြင်နေရဆိုရင်တော့မှကိုယ့်ရင်ထဲမှာဟာတတာဖြစ်နေတတ်ပါတယ်ကိုက passion တစ်ခုလည်းရှိအောင်လည်းမလုံလောက်ပါဘူးကိုယ့်ရဲ့ passion ကိုယ့်ရဲ့ skill တွေပေါင်းနိုင်မယ်ဆိုလို့ရှိရင်ကိုကအရန် grow ဖြစ်ဖို့ရာအကြောင်းပြချက်တစ်ခုဖြစ်ပါတယ်ကိုကတော်ရယ်ဝင်ငွေလည်းရတယ်ဒါပေမဲ့ကိုဝါသနာမပါတဲ့အလုပ်ကိုလုပ်နေရတယ်ဆိုလို့ရှိရင်ပိတ်မိသလိုမျိုးခံစားရနိုင်ပါတယ် income လည်းရတယ်ဒါပေမဲ့ကိုကအဲ့ဒီအလုပ်မှာမကျွမ်းကျင်မှုမတော်ဘူးဆိုလို့ရှိရင်ကိုကကြာလာတဲ့အမျှအတုအယောင်လိုခံစားရနိုင်ပါတယ်လောကကြီးအတွက်လည်းအကျိုးရှိရဲဒါပေမဲ့ပတ်စံမရဘူးဆိုလို့ရှိရင်ချိန်ကြာလာတဲ့အမျှဘန်းနောက်ဖြစ်နိုင်ပါတယ်ကိုဝါသနာပါတယ်ကိုတော်တယ်ဒါပေမဲ့တခြားသူတွေကိုအကျိုးမပြုဘူးဆိုလို့ရှိရင်တော့ဒါကကိုတခုခုလိုနေတယ်လို့မပြည့်စုံတယ်လို့မျိုးခံစားရနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီ Ikigai ရှစ်တန်ချင်းအထိပ္ပယ်ဆိုတာကဘဝမှာအရေးကြီးတဲ့ lifestyle concept တစ်ခုဖြစ်ပါတယ်ဒီ Ikigai lifestyle concept မှာလိုက်နာရမယ့်10 rules ရှိပါတယ်ဒါတွေကတော့ number 1ကတော့ stay active don't retire ဒီ Ikigai lifestyle ကိုချစ်သုံးတဲ့သူတွေမှာ retire လုပ်တယ်ဆိုတာကမရှိသလောက်ပါပဲသူတို့ချစ်တဲ့အရာသူတို့ဝါသနာပါတဲ့အရာတွေကိုလုပ်နေရတဲ့အခါမှာသူတို့အတွက် retire လုပ်တယ်ဆိုတာကမရှိသလောက်ပါပဲ number 2 take it slow အရာတိုင်းကိုအမြဲတမ်းအလျင်စလိုဖြစ်နေအောင်မျိုးမဟုတ်ပဲနဲ့ကိုအချိန်ပေးပြီးတော့ဖြည်းဖြည်းချင်းလှုပ်ပြီးတော့ခါကြဘဝကိုပို့ပြီးတော့အတိတ်ပဲရှိဖြတ်တန်းသွားတဲ့မှာရယ် number 3 don't feed your stomach ဒါကို harahachibu လို့ခေါ်ပါတယ်တို့တွေကကိုအစားစားတယ်ဆိုလို့ရှိရင် 80% ပဲဝအောင်စားတဲ့အလေးချင်းရှိပါတယ်ဒါကကျန်းမာရေးအတွက်ရောနေလို့ထိုင်လို့ပါကောင်းမှုအတွက်အထောက်အကူပြုပါတယ် number 4 surround yourself with good friendsကိုရဲ့ဘေးမှာကိုနဲ့စကားပြောလို့ရမယ်ကိုနဲ့တူတူရေမုန်းလို့ရမယ်တကယ်ချင်းတွေရှိနေတာကစိတ်ရောကိုယ်ပါချမ်းမာစေတဲ့အကောင်းဆုံးစိတ်တစ်ခွက်ဖြစ်ပါတယ်ဒါကြောင့်မို့လို့သူတို့မှာလုံးလေးဖြစ်တယ်ဆိုတာလည်းမရှိသလောက်ပါပဲ number 5အချက်ကတော့ get in shape for your next body သူတို့ကခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်ကြပါတယ်ဒီလိုခန္ဓာကိုယ်လှုပ်ရှားမှုတွေလုံးမှာတိုက်ရှိချမ်းမာမှာပါအရင်ကြီးပြင်းပြင်းထန်ထန်မျိုးမဟုတ်တော့မှယောဂဆိုတာမျိုးပြေးတာမျိုးလမ်းလျှောက်တာမျိုးလေးတွေလုပ်ကြပါတယ်နံပါတ်6ကတော့ smile ပြောင်းလိုက်တာကကိုယ့်ကိုယ်ရောကိုယ့်ဘေးနားကလူတွေကိုပါစိတ်ချမ်းသာစေပါတယ်ပြဿနာတွေရှိနေရဆိုရင်တော့မှဒီအပြုံးကြောင့်ပဲပြန်ပြီးတော့ခွန်အားဖြစ်စေနိုင်ပါတယ်နံပါတ်7ကတော့ reconnect with natureကိုကမြို့ပြထဲမှာနေရဆိုရင်တောင်မှကိုတော့တောင်နေစီတစ်ပင်တွေရှိရဲ့စီကိုသွားပေးပါဒါကကိုရဲ့စိတ်ဆွမ်းအင်ဒီကို energy ကိုပြန်ပြီးတော့ဖြည့်ပေးပါတယ် number 8 give thank ကိုမှရှိရဲ့အရာတွေကိုကျေးဇူးတင်တတ်အောင်လေ့ကျင့်ပါကိုမှရှိရဲ့အရာတွေကိုနဲ့ဆက်ဆံနေရတဲ့ဆက်ဆံရေးတွေအရာအားလုံးတဘာဝတရားတွေဒီအရာတွေကိုကျေးဇူးတင်တတ်တဲ့စိတ်ကလည်းပျော်ရွှင်မှုကိုတိုးစေပါတယ်။ Number 9ကတော့ live in the moment လူအများစုကအတိတ်မှာပိတ်မိကြပြီးတော့အနာဂတ်ကိုတွေးပြီးတော့စိတ်ပူနေတတ်ကြပါတယ်။ဒါကြောင့်မို့လို့အခုလုပ်နေတဲ့အရာပေါ်မှာအပြည့်အဝအာရုံစိုက်ပြီးတော့ပြည့်စုံပံမှာနေထိုင်မှုကအရေးကြီးပါတယ်။ Number 10အချက်ကတော့ follow your ikigai ကိုအသက်ရှင်ရတာတမိုးရှိစေတဲ့အရာကိုဝါသနာပါတဲ့အရာကိုဘယ်တော့မှလမ်းမလွတ်ပါနဲ့ကိုရဲ့ ikigai ကိုရှာဖွေပါကိုရဲ့ ikigai နောက်ကိုလိုက်ပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးပဲကိုရဲ့ရှင်တန်ခြင်းအတိတ်ပဲကိုရှာဖွေနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။